အဲ့ဒီနေ့ကကနဝင်တယောက်ဟာပင်နယ်တီလွဲခဲ့တာမဟုတ်ပါဘူးမတ်တက်ရရင်နဲ့ပဲတေဆုံးသွားခဲ့တာပါ1994ကမ္ဘာဖလားဘိုးလူပွဲရောဘတ်တိုဘက်ဂျီယိုအီတလီတနိုင်ငံလုံးရဲ့မျှော်လင့်ချက်တွေကဒဏ်ရာရနေတဲ့သူ့ပခုံးပေါ်မှာသူခွက်ကြနဲ့ရှောက်လာတယ်မနေ့မတက်ရက်နေရတာတောင်သူ့အရှုံးမပေးသေးဘူးသူအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်တယ်ဘောလုံးကိုကြည့်လိုက်တယ်ပြီးတော့တကဘာလုံးတိတ်ဆိတ်သွားစေမဲ့ကန်ချက်ကိုကန်လိုက်တာပဲဘောလုံးကအမြင့်ကြီးပြန်တက်သွားတယ်အယမ်းမြင့်သွားခဲ့တယ်အရာအလုံးငြိမ်ကျသွားတယ်ဘရာဇီးလိုအောင်ပွဲခံနေချိန်မှာအီတလီကတော့ပြိုလဲသွားခဲ့ပြီးဒါပေမဲ့ဘက်ဂျီယိုကတော့သူလုံးဝမလုပ်ဘူးအော်လဲမအော်ဘူးစင်ကြေလဲမပေးဘူးဘသူ့ကိုမှလည်းအပြစ်မတင်ဘူးကဘာကြီးတစ်ခုလုံးသူ့အပေါ်ပြိုလဲကျလာချိန်မှာတောင်သူဟာလဲကျဖို့ညှင်းဆန်ခဲ့တဲ့လူတစ်ယောက်ပါလူတွေကတော့သူကပဲအီတလီကိုကမ္ဘာဖလားရှုံးစေခဲ့တာလို့ပြောကြလိမ့်မယ်ဒါပေမဲ့သူတို့မသိတာကအဲ့ဒီခိုက်တန်းကပဲသူ့ကိုပိုပြီးကြီးမြတ်တဲ့သူတစ်ယောက်ဖြစ်လာစေခဲ့တာပါသူဟာ PR တွေနဲ့ရဲရင်ချင်းရဲ့ပြရုပ်ပဲကြေမွသွားရင်သွားမယ်ဒါပေမဲ့ဘယ်တော့မှဒူးမထောက်ခဲ့တဲ့လူသားတစ်ယောက်ဘာလို့လဲဆိုတော့တခါတလေမှအနိုင်ရယုံနဲ့တင်ကနဝင်တစ်ယောက်ဖြစ်မလာနိုင်လို့ပါပဲ